အားလုံးပဲမင်္ဂလာရှိသောနေ့ဖြစ်ပါစေဒီနေ့တော့တစ်ခါပြန်လည်ပြီးမှကျွန်တော်ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ခွန်အားယူဖို့ဖြစ်ပါတယ်နှုတ်ကပတ်တော်ကောင်းစဉ်ကတော့ဖခင်သခင်ကိုဝမ်းမြောက်စေတော်သူဆိုတဲ့နှုတ်ကပတ်တော်ကောင်းစဉ်အဖြစ်ဆက်လက်ခွန်အားယူကြပါစို့ဆိုတော့ဘယ်လိုမျိုးလူကဖခင်ကိုဝမ်းမြောက်စေတာလဲဖခင်ကိုဝမ်းမြောက်စေတော်သူကဘယ်လိုမျိုးကိုပြောတာလဲဘယ်လိုအသက်ရှင်တာလဲတမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ချင်ပါတယ်ငါ၏တာသမီတို့သည်တမန်တရား၌ကျင့်လေသည်ကိုငါကြား၍ဝမ်းမြောက်ခြင်းထက်သာ၍ဝမ်းမြောက်ခြင်းမရှိလို့နှုတ်ကပတ်တော်ကပြောပါတယ်ရှင်ယောဟန်ဩဝါဒစာတတိယစာအခန်းကြီး1အပိုက်ငယ်4မှာပြောထားတာဖြစ်တယ်ဆိုတော့ဒီအထဲမှာပြောထားတဲ့အရာတမန်တရား၌ကျင့်လေသည်ဆိုတော့ဒီနေ့ဘုရားသခင်ကိုဝမ်းမြောက်စေတော်သူကဘယ်လိုလူလဲဆိုရင်တမန်တရား၌ကျင့်လေတော်သူကဘုရားသခင်ကိုဝမ်းမြောက်စေတော်သူဖြစ်တယ်။တမန်တရားနဲ့ကျင့်လေတယ်ဆိုတာဘာကိုပြောချင်တာလဲ။တော့ယေရှုခရစ်တော်ဘုရားနဲ့အတူနေ့စဉ်နေ့တိုင်းအချိန်တိုင်းတိုင်းမိနစ်စက္ကန့်တိုင်းမှာသူခရစ်တော်ယေရှုဘုရားနဲ့အတူအသက်ရှင်ခြင်းကိုဆိုလိုတာဖြစ်တယ်။ဒါကြောင့်တမန်ကျမ်းစာကဒီလိုပြောပါတယ်။ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး14အပိုက်ငယ်6ထဲမှာဒီလိုပြောပါတယ်။ယေရှုကငါသည်လမ်းခရီးဖြစ်၏တမန်တရားလည်းဖြစ်၏လို့ပြောပါတယ်ဒီတမန်တရားကဘာကိုပြောချင်တာလဲဆိုရင်ယေရှုခရစ်တော်ကိုပြောချင်တာဖြစ်တယ်တမန်တရားနဲ့ကျင့်လေသည်ဆိုတာကယေရှုခရစ်တော်နဲ့အတူအသက်ရှင်ခြင်းကိုပြောချင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာဒီယေရှုခရစ်တော်ဘုရားနဲ့အတူအသက်ရှင်နေထိုင်ခြင်းအရာကိုဒီနေ့ဘုရားကဝမ်းမြောက်တာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဒီနေ့ကျွန်တော်တို့အသက်တာထဲမှာနေ့စဉ်နေ့တိုင်းအသက်ရှင်မှုထဲမှာတင်ပတူနဲ့အတူအသက်ရှင်နေတာလေဒီနေ့ကျွန်တော်တို့ကလောကအရာနဲ့ပဲအချိန်ကုန်နေတတ်ပါတယ်လောကအရာကိုပဲအချိန်ပြီးအသက်ရှင်တတ်ပါတယ်ဒီနေ့ဖခင်အလိုရှိတဲ့အရာဖခင်ကျေနပ်တဲ့အရာဖခင်ဝမ်းမြောက်တဲ့အရာကယေရှုခရစ်တော်ဖခင်နဲ့အတူအသက်ရှင်ခြင်းကိုဖခင်ကပို့ပြီးမှနေတတ်တာဖြစ်တယ်ဖခင်ကအဲ့ဒီအရာကိုလိုချင်တယ်ထိုကဲ့သို့အသက်ရှင်တော်သူကိုဖခင်ကဝမ်းမြောက်တယ်ထိုကဲ့သို့အသက်ရှင်တော်သူဒီဘုရားကိုဝမ်းမြောက်စေတော်သူဖြစ်တယ်။ဘုရားကိုဝမ်းမြောက်စေတော်သူဖြစ်တယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့ကျွန်တော်အသက်တာအထဲမှာတင်ဘုဒ္ဓကိုဝမ်းမြောက်စေခြင်းတာလေ။တင်လောကအရာကိုဝမ်းမြောက်စေခြင်းတာလားဘုရားကိုဝမ်းမြောက်စေခြင်းတာလား။ဘုရားကိုဝမ်းမြောက်စေခြင်းတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့အသက်တာဒီနေ့စဉ်နေ့တိုင်းအသက်ရှင်မှုစက္ကန့်တိုင်းမိနစ်တိုင်းမှာအသက်ရှင်မှုဒီခရစ်တော်ယေရှုဘုရားနဲ့အသက်ရှင်မှုဖြစ်တယ်။ဒီနေ့လောကမှာကျွန်တော်တို့အသက်ရှင်တဲ့အခါမှာမိဘစိတ်ချမ်းသာရင်မိဘပျော်ရွှင်နေဆိုရင်တာသမီးတွေကောင်းချီးဖြစ်တာဖြစ်တယ်ဒိုနည်းတူစွာပဲဒီကနေ့ကျွန်တော်အသက်တာထဲမှာလဲဘုရားကကျွန်တော်ကိုခရစ်တော်နဲ့အတူယေရှုခရစ်တော်ဘုရားနဲ့အတူအသက်ရှင်ခြင်းသူခရစ်တော်နဲ့အတူနေ့စဉ်နေ့တိုင်းတွာလာခြင်းကိုဘုရားကလိုချင်တာဖြစ်တယ်အဲ့ဒီလိုမျိုးအသက်ရှင်တော်သူကိုသူဒီဘုရားကိုဝမ်းမြောက်စေတော်သူဖြစ်တယ်ဘုရားကိုဝမ်းမြောက်စေတော်သူရဲ့အသက်တာထဲမှာကောင်းခြင်းမင်္ဂလာပြည့်နဲ့ရှမ်းလက်ရှိတာဖြစ်တယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများဒီနေ့စဉ်နေ့တိုင်းကျွန်တော်အသက်ရှင်မှုထဲမှာကျွန်တော်ရွေးချယ်ဖို့ဖြစ်တယ်တင်ဘုဒ္ဓကိုဝမ်းမြောက်စေခြင်းတယ်လေတင်ဘုဒ္ဓကိုဝမ်းမြောက်စေမှာလေဒီနေ့ကျွန်တော်အနေဖြင့်ကိုအားပေးခြင်းတာကယေရှုခရစ်တော်ဘုရားနဲ့အတူအသက်ရှင်ပြီးမှဘုရားသခင်ကိုဝမ်းမြောက်စေတော်သူတွေဖြစ်စေဖို့အတွက်နှုတ်ကပတ်တော်အားဖြင့်တိုက်တွန်းခြင်းပါတယ်ဝေငှခြင်းပါတယ်ခွန်အားပေးခြင်းပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့အသက်ရှင်ခြင်းနေ့စဉ်နေ့တိုင်းမှာခရစ်တော်နဲ့အတူနှုတ်ကပတ်တော်နဲ့အတူအသက်ရှင်မှုဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့ဝေငှချင်တာဖြစ်တယ်။ဒါကြောင့်ငါ၏တာသမီတို့ဒီတမန်တရားနဲ့ကျင့်လေသည်ကိုငါကြား၍ဝမ်းမြောက်ခြင်းထက်တာ၍ဝမ်းမြောက်ခြင်းမရှိ။ဘုရားကတင့်အထက်ကနေဘယ်အရာမှဘာမှမလိုချင်ပါဘူး။ခရစ်တော်နဲ့အတူအသက်ရှင်ခြင်းအသက်တာကိုပဲဒီနေ့ဘုရားသခင်ကလိုချင်တာဖြစ်တယ်။တမန်တရားထဲမှာကျင့်လေတော့အသက်တာကိုဘုရားကဒီနေ့လိုချင်တာဖြစ်တယ်။ထိုကဲ့သို့အသက်ရှင်တော်သူကဖယားကိုဝမ်းမြောက်စေတော်သူဖြစ်တယ်။ထိုသူရဲ့အသက်တာဟာကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံသောအသက်တာဖြစ်တယ်။ဒါကြောင့်အချိန်တိုင်းမိနစ်တိုင်းစက္ကန့်တိုင်းမှာတင်ပါပဲလုပ်ပါစေတင်ပဲနေရာမှာပဲရှိနေပါစေတင်ပဲနေရာမှာပဲရောက်နေပါစေတင်ပါတွေပဲလှုပ်နေပါစေအရေးကြီးတာကယေရှုခရစ်တော်ဖယားကိုမမေ့ဘူးဖြစ်တယ်။တမန်တရားကိုမမေ့ဘူးဖြစ်တယ်ယေရှုခရစ်တော်ဒီဟုသောတမန်တရားထဲမှာကျင့်လည်ပြီးမှကျွန်တော်တို့အသက်ရှင်ဖို့ကကျွန်တော်တို့ဘဝအတွက်အင်မတန်မှအရေးကြီးပါတယ်
ဒီနေ့ကျွန်တော်အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကထိုကဲ့သို့အသက်ရှင်စေချင်တာဖြစ်တယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေများကျွန်တော်နေ့စဉ်နေ့တိုင်းအသက်ရှင်မှုထဲမှာလောကအရာထဲမှာကျင်လည်ရင်အသက်ရှင်ခြင်းထက်ဒီနေ့ခရစ်တော်ဒီဟူသောတမန်တရားထဲမှာကျွန်တော်ကျင်လည်ပြီးမှအသက်ရှင်ဖို့ကပိုပြီးမှအရေးကြီးပါတယ်။တင်တမန်တရားထဲမှာကျင်လည်အသက်ရှင်နေတဲ့အခါမှာတင်းရဲ့အသက်တာကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံလာမှာဖြစ်တယ်ဆိုတဲ့အရာကိုနှုတ်ပတ်တော်အဖြစ်ခွန်အားပေးခြင်းပါတယ်။ဒီနေ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းဒီဖခင်ရဲ့တာသမီများဖြစ်တည်နေအညီထိုကျွန်တော်တို့ကိုးကွယ်တော်ဘုရားသခင်ကျွန်တော်တို့ရဲ့အဘအတီးဟူသောခမဲတော်ဘုရားသခင်ကိုကျွန်တော်တို့အားဖြင့်ဝါမြောက်စေတော်သူတွေဖြစ်စေဖို့အတွက်ခွန်အားပေးခြင်းပါတယ်။ဒါကြောင့်ဒီနေ့ဘုရားသခင်ကိုဝါမြောက်စေတော်သူဘုရားသခင်ကိုအားရကျေနပ်စေတော်သူဘုရားသခင်ကိုဒီနေ့ပျော်ရွှင်စေတော်သူတွေဖြစ်စေဖို့အတွက်နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းပါတယ်။ကျွန်တော်အရောက်ချင်းစီတိုင်းဒီဓမ္မတရားတည်ဟူသောခရစ်တော်ထဲမှာကျင့်နေတဲ့ဘုရားသခင်ကိုဝါမြောက်စေတော်ဘုရားသခင်ရဲ့တာသမီများဖြစ်ကြပါစို့လို့နှုတ်ကပတ်တော်အားဖြင့်အနည်းငယ်ဝေကတိုက်တွန်းခွန်အားပေးပါတယ်။အရောက်ချင်းစီတိုင်းကိုတန်ရှင်တော်ဝိညာဉ်ဘုရားကဆက်လက်ဖွင့်ပြအလင်းပေးပါစေ။